Bong Joon-ho ရုပ်ရှင်တကားကိုကြည့်နေရင်တင်ဟန်ကြီးနေရမလားငိုနေရမလားဒါမှမဟုတ်ကြောက်လန့်နေရမလားဆိုတော့မဝေခွဲနိုင်တဲ့ခံစားချက်မျိုးကြုံမှုပါသလားအဲ့ဒီခံစားချက်ကို Bong Joon-ho Experience လို့ခေါ်ပါတယ်2020ခုနှစ် February လ9ရက်နေ့တကမ္ဘာလုံးက Oscar စင်မြင့်ကိုမေးကြည့်နေချိန်မှာကိုရီးယားဒါရိုက်တာတယောက်ကသမိုင်းကိုပြောင်းလဲပစ်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူးဆယ်စုနှစ်နှစ်ခုကျော်အောင်သူစိုက်ပျိုးခဲ့တဲ့ရုပ်ရှင်အမှုပညာရဲ့အသီးပွင့်တွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာ Bong Joon-ho ဆိုတဲ့လူသားသူ့ရဲ့ထူးခြားတဲ့ရုပ်ရှင်ကဘာနဲ့သူပေးခြင်းတဲ့လူမှုရေးသဝင်လာတွေကိုအသေးစိတ်လေ့လာသွားကြပါမယ်Bong Joon-hoကို1969ခုနှစ်မှာမွေးဖွားခဲ့ပြီးသူဟာပညာတတ်မိသားစုကနေဆင်းသက်လာသူပါသူ့ဖေကပကြီးဆရာနဲ့ graphic designer တယောက်ဖြစ်ပြီးသူ့အဖိုးကတော့ကိုရီးယားသမိုင်းမှာထင်ရှားတဲ့စာရေးဆရာပတ်ထေဝွန်ပဲဖြစ်ပါတယ်။လူပညာပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပေမဲ့သူတက္ကသိုလ်တက်တဲ့အခါရွေးချယ်ခဲ့တာကလူမှုရေးရဲ့ sociology ပါ။ဒီအချက်ကအလွန်ရေးကြီးပါတယ်။သူကရုပ်ရှင်ကျောင်းကနေရုပ်ရှင်ပညာကိုပဲလေ့လာခဲ့တာမဟုတ်ပဲလူ့ဖွဲ့စည်းရဲ့အလွှာအသီးသီးဘယ်လိုအလွတ်လုပ်တယ်လဲဆိုတာကိုပါလေ့လာခဲ့တာပါ။1980ပြည့်လွန်နှစ်တွေကကိုရီးယားနိုင်ငံရဲ့ဆန္ဒပြပွဲတွေမျက်ရည်ယိုဘုံတွေကြောင်းမှာသူဖြတ်တန်းခဲ့ရပါတယ်။ဒါကြောင့်သူရုပ်ရှင်တွေမှာအာဏာပိုင်တွေပေါ်တယောတာလူဒန်းစားခွဲခြားမှုကိုမီးမောင်းထိုးပြတာတွေကအင်မတန်ထိမိနေရတာဖြစ်ပါတယ်။ရုပ်ရှင်လောကမှာသူ့ကိုဘုံသေးလို့အမည်ပြောင်းပေးထားကြပါတယ်။ Bong Joon-ho plus details ကိုပေါင်းထားတာပါ။သူကရုပ်ရှင်ရိုက်ခင်မှာ story book တွေကိုကိုယ်တိုင်ဆွဲပါတယ်။ဆွဲတဲ့ပုံတွေက cosmic စာအုပ်တုပ်လိုပါပဲ။တရုပ်ဆောင်တွေပဲခြေလန်းလန်းရမယ်။ပလင်းပုံကဘယ်နေရာမှာရှိရမယ်ဆိုတာအထိသူကကြိုတင်သတ်မှတ်ထားပါတယ်။ Memories of Mara ကိုရိုက်တုန်းကဆိုရင်တကယ်အဖြစ်မှန်လူသက်သမားကိုသူရန်ဆွဲလန်းခဲ့ပါတယ်။ငါသာအဲ့ဒီလူသက်သမားနဲ့တွေ့ရင်ဘာမေးမလဲဆိုတဲ့အတွေ့နဲ့စက်သိန်းကန်ကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီစကားရဲ့နောက်ဆုံးကမှတရုတ်ဆောင်စောင်းကန်ဟိုကကင်မရာကိုစိုက်ကြည့်တဲ့အကြည့်ဟာတရားခံလွတ်နေသေးရင်အဲ့ဒီတရားခံကိုရုပ်ရှင်ထဲမှာပြန်ကြည့်နေစေခြင်းနဲ့ဆိုရည်ရွယ်ချက်နဲ့ရိုက်ခဲ့တာပါဒါဟာသူ့ရဲ့အသေးစိတ်ကြောင့်မှုနဲ့စေတနာကိုပြနေတာပါပဲBong Joon-hoရဲ့အောင်မြင်မှုကိုအပိုင်း၃ပိုင်းခွဲခြားကြည့်နိုင်ပါတယ်1 The Dark Reality Memories of Mara မှာစုံနောက်ကားတကားရဲ့ပုံစံကိုဖျက်ဆီးပစ်ခဲ့ပါတယ်တရားခံကိုမမိလိုက်တဲ့စုံနောက်တွေရဲ့ရှုံးနိမ့်မှုကနေတစ်ဆင့်ထိုခေတ်ကအစိုးရရဲ့အားနည်းချက်ကိုပြသခဲ့ပါတယ်2 The Monsters of Society The Host နဲ့အောက်ကြားတို့မှာတော့ထူးဆန်းတဲ့သဘောတွေကိုသုံးပြီးပဝန်းကျင်ညဉ့်ညမ်းမှုနဲ့အရင်းရှင်စနစ်ရဲ့ရက်စက်မှုကိုဖော်ပြခဲ့ပါတယ်သူ့အတွက်မိစ္ဆာတရဝါတွေဆိုတာကြောက်စရာမဟုတ်ပဲအဲ့ဒီတရဝါတွေကိုဖန်တီးတဲ့လူသားတွေရဲ့လောဘကမှပိုကြောက်စရာကောင်းကြောင်ပြသခဲ့ပါတယ်3 The Masterpiece Parasite ဒီကားမှာတော့သူဟာအနံ့ဆိုတဲ့အရာကိုသုံးပြီးလူဒန်းစားခွဲခြားမှုကိုရုပ်လုံးဖော်ပြခဲ့ပါတယ်မြောက်ခမ်းအနံ့ဆိုတာစင်းရဲသားတွေဘလောက်ပဲကြိုးစားဖုံးကွယ်လို့မရတဲ့ဘဝအခြေအနေကိုဆိုလိုတာပါချမ်းသာတဲ့လူတွေကတမင်ရက်ဆက်တာမဟုတ်ပဲသူတို့ရဲ့တာယာတဲ့ကဘာလေးထဲမှာပဲနေရင်းနဲ့စင်းရဲသားတွေရဲ့နာကျင်မှုကိုမမြင်နိုင်တော့တာကိုသူကပါပါလေးခွဲစိတ်ပြသွားခဲ့ပါတယ်Bong Joon-hoဟာဟောလိဝုဒ်ရဲ့စီးမြင့်တွေကိုမလိုက်နာပဲကိုယ့်ဘာသာစကားကိုယ့်ရင်ကျေးမှုနဲ့ပဲကဘာကိုအောင်နိုင်ခဲ့သူပါသူကအယိုးရှင်းဆုံးအရာကအစမ်းသစ်ဆုံးပဲဆိုတဲ့စကားကိုတက်တည်ပြခဲ့ပါတယ်သူ့ရဲ့အောင်မြင်မှုကြောင့်ဒီနေ့မှာကိုရီးယားရုပ်ရှင်တွေကကမ္ဘာအဆင့်တန်းတစ်ခုကိုရောက်ရှိသွားပါပြီဒါပေမဲ့ဘွန်အတွက်တော့စုစစိတ်တွေထပ်ပိုရေးကြည့်တာကရုပ်ရှင်ကြည့်သူတွေရဲ့ရင်ထဲမှာမေးခွန်းတွေကြံ့ရစ်ခဲ့ဖို့ပါပဲကျွန်တော်တို့နေထိုင်နေတဲ့လူ့ဖွဲ့စည်းရတကယ်ပဲတရားမျှတရဲ့လားကျွန်တော်တို့အားလုံးဟာတယောက်ပေါ်တယောက်မိခိုနေကြတာလားဆိုတာကိုပေါ့စောင့်ကြည့်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်တင်ရောBong Joon-hoရဲ့ဇာတ်ကားတွေကဘယ်ကားကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခေါက်မှပြန်တွေ့ကြတာပေါ့